ဒီနေ့ကျွန်တော်တို့အတူတူလေ့လာဆန်းစစ်ကြည့်ချင်တာကတော့ကျွန်တော်တို့အားလုံးချိတ်ဆက်နေတဲ့ဒီလိုကဘာကြီးမှာတဲ့နီယာကျော်လေးတဲ့လေရင်ကြီးတဲ့စင်ကဘယ်လိုလုပ်ပြီးပါသေးလုံးစာမှမချမ်းပဲပျောက်ကွယ်သွားနိုင်ခဲ့တာလဲဆိုတာပါပဲဒီအကြောင်းကိုစစ်လေ့လာဖို့ကျွန်တော်တို့မှာတရားဝင်စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွေလေကြောင်းကျွမ်းကျင်သူတွေရဲ့30ချက်တွေရှိပါတယ်ပြီးတော့အခုနောက်ဆုံးပြန်စတင်တော့မယ်ရှာဖွေရေးလုပ်ငန်းတွေရဲ့နောက်ွယ်ကအချက်လက်တွေလည်းပါတာပေါ့ဒီနေ့ဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကတော့အဖြစ်မှန်ဇာတ်လမ်းကိုပြက်လက်တိဆောက်ကြည့်ရင်ဒီဆက်စုနှစ်တဲ့အတွင်းမှာဘာတွေတိလာခဲ့ရလဲအခုဘာကြောင့်အဖြေတွေးဖို့အရင်ကဖိုးနီးဆက်လာပြီလို့ယူဆနေကြလေဆိုတာကိုအသေးစိတ်ဆွေးနွေးသွားဖို့ပါပဲဟုတ်ကဲ့ပါကောင်းပါပြီဒါဆိုရင်အရာအလုံးပြောင်းပြန်ဖြစ်သွားခဲ့တဲ့အဲ့ဒီညကိုပဲပြန်သွားကြည့်ကြရအောင်မလေးရှားလေကြောင်းလိုင်းခရီးစဉ်မှ MH370 ကကွာလာလမ်ပူကနေပေဂျင်းကိုပြန်တန်းထွက်ခွာသွားတယ်အစားပိုင်းမှာတော့အရာအလုံးကလုံမကိုပုံမှန်အတိုင်းပါပဲလေရင်ဝန်ထမ်းတွေကတော့အတွေ့အကြုံရင်းချက်မှုအပြည့်ရှိတယ်ကပတိန်ဇဟာရီအမရှားဆိုရင်ပြန်တန်းချိန်နိုင်18000ကျော်ရှိတယ်လေကြောင်းလောကမှာလေးစားခံရသူတယောက်ပေါ့ပထမရာရှိကတော့ပထမရာရှိဖာရစ်ဟာမစ်ကအတက်ငယ်ပေမဲ့အရေးချင်းပြမီ Boeing 777အတွက်တင်ကျက်တဲ့လေ့ကျင့်မှုတွေကိုပြီးဆုံးထားသူပါလေရင်ကိုယ်တိုင်ကလည်း Boeing 777ဖြစ်တဲ့အကလက်လုံခြုံရေးမှတ်တောင်အလုံးကောင်းတဲ့အမျိုးအစားပါပြန်တန်းချိန်မိနစ်40လောက်အထိအရာအလုံးအေးဆေးပဲမိနစ်စနာရီ19မိနစ်မှာမလေးရှားလေပိုင်နက်ကနေဗီယက်နမ်လေပိုင်နက်ကိုလွှဲပြောင်းပေးတဲ့အချိန်အဲ့ဒီမှာကပတိန်ရဲ့နောက်ဆုံးစကားသံကိုကြားခဲ့ရတယ် Good night Malaysian 370တဲ့အရန်ကိုပုံမှန်ဆန်ပြီးငိန်တက်တဲ့နှုတ်ဆက်စကားပဲဒါပေမဲ့အဲ့ဒီနောက်မှာတော့ဟုတ်တယ်ရားလုံးတိတ်ဆိတ်သွားတော့အတိအကျပြောရရင်အဲ့ဒီနှုတ်ဆက်စကားအပြီး2မိနစ်အတွင်းမှာပဲလေရင်ဟာ digital သစ်စေတကောင်လို့ဖြစ်သွားခဲ့တယ်ပထမဆုံးပါဖြစ်တာလဲပထမဆုံးက transponder လေရင်ရဲ့ဒီနေရာအမြင့်နဲ့အရှိန်ကိုမြေပြင်ကိုသတင်းပို့နေတဲ့အချက်ပြစနစ်ကရပ်သွားတယ်ပြီးတော့ချက်ချင်းဆိုတော့ပဲလေရင်ဟာမူလာလမ်းကြောင်းဖြစ်တဲ့အရှိမြောက်ဘက်ကနေအနောက်တောင်ဘက်ကိုရုတ်တရက်အပြင်းထန်ကွေ့ချိုးသွားခဲ့တယ်ဒီနေရာမှာခဏရက်ချင်တယ်အကင်းထန်ကွေ့ချိုးသွားလဲဆိုတာကလမ်းကြောင်းနည်းနည်းလွဲသွားတာမျိုးမဟုတ်ဘူးပေါ့ဒါကတမင်တကာလှုပ်ယူရတဲ့လှုပ်ရှားမှုမျိုးလားဒါကအရေးကြီးဆုံးအချက်ပဲ Boeing ရဲ့ simulation တွေရာဒီလိုကွေ့ဖို့ဆိုရင် autopilot နဲ့မဖြစ်နိုင်ဘူးလူတယောက်ကထိန်းချုပ်တန်ကိုကင်ပြီးကိုယ်တိုင်ကွေ့မှပဲဖြစ်နိုင်တဲ့ကွေ့ကြောမျိုးပါပိုဘီနတ်စင်စားတာကဘာမှလဲဒီအဖြစ်အပျက်ဒီအလုံးဟာမလေးရှားနဲ့ဗီယက်နမ်လေကြောင်းထိန်းချုပ်ရေးနေနစ်မြစ်နှစ်ခုကြားကဘယ်သူမှတိတိကျကျတောင်းမယူတဲ့ No Man Land နေရာလေးမှာဖြစ်သွားခဲ့တာပဲတမင်တကာချိန်ကြိုက်လို့လို့မျိုးပေါ့အဲ့ဒီလိုယူဆစရာဖြစ်နေတယ်ဒါပြင်လီရင်ကွေသွားတဲ့လမ်းကြောင်းကထိုင်းနိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးရေရာဆုံး ADIZ ကိုတမင်ရှောင်သွားတဲ့ပုံစံဖြစ်နေတယ်ဆိုလိုတာကတစုံတယောက်ကသူတို့ဘေကိုသွားနေလဲဘလို့ရှောင်ရမလဲဆိုတာကိုကောင်းကောင်းသိနေတဲ့ပုံပဲအမှန်ပဲ transponder တခုတည်းပိတ်သွားတာမဟုတ်ဘူးနော်ဟုတ်တယ် ACARS ဆိုတာလည်းကြားတယ်ဟုတ်ပါတယ် ACARS လို့ခေါ်ရဲ့လေယာဉ် engine နဲ့တခြား system တွေရဲ့အခြေအနေကိုအလိုလျောက်သတင်းပို့တဲ့ system လည်းရပ်သွားတယ်ဒီ system နှစ်ခုလုံးကိုပိတ်ဖို့ဆိုတာကလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးမလားလုံးဝမလွယ်ဘူးလေယာဉ်မူအခန်းထဲကခလုတ်တစ်ခုကိုနှိမ့်လိုက်ရုံနဲ့မရဘူးဒါကရှုပ်ထွေးရဲ့လုပ်ငန်းစဉ်တွေလိုအပ်ပြီး Boeing 777 လေယာဉ်ရဲ့ electronic စနစ်ကိုတွင်းကြကြသိရသူမှလုံနိုင်မဲ့ကိစ္စမျိုးပါဒါကြောင့်စုံစမ်းစစ်ဆေးသူတွေကဒါဟာစက်ပိုင်းဆိုင်ရာချုပ်ရွေးမှုထက်တမင်တကာလှုပ်ဆောင်ချက် deliberate act ဖြစ်နိုင်တယ်လို့အခိုင်အမာယူဆခဲ့ကြတာပေါ့ဟုတ်ပါတယ်အစကတည်းကအဲ့ဒီဘက်ကိုပဲဥတီခဲ့ကြတာကောင်းပြီလေရင်ကတော့ရေတာကမြေပျောက်သွားပြီအဲ့ဒီအချိန်မှာမြေပြင်မှာတော့ဘာတွေဖြစ်နေလဲတုံ့ပြန်မှုတွေကပြောရင်တော်တော်လေးကိုနှီးကွေးခဲ့တယ်နော်ဒီအပိုင်းကတော့တကယ်ကိုဝမ်းနည်းစရာကောင်းတဲ့အမားတွေစက်သက်ဖြစ်တဲ့အပိုင်းလို့ပြောရမှာပဲဗီယက်နမ်လေကြောင်းထိန်းချုပ်ရေးကလီရင်ကိုဆက်သွယ်လို့မရတဲ့အခါသူတို့ကကွာလာလမ်ပူကိုအကြောင်းကြားတယ်ဒါပေမဲ့ကွာလာလမ်ပူဘက်ကချက်ချင်းအရေးပေါ်အခြေအနေမကြေညာခဲ့ဘူးမကြေညာခဲ့ဘူးသူတို့ကမလေးရှားလေကြောင်းတိုင်းလို့ပြန်မေးတဲ့အခါမှာလေကြောင်းလိုင်းရဲ့ကိုပိုင်စစ်နစ်မှာလီရင်ကပေကျင်းလမ်းကြောင်းပေါ်မှာပဲဆက်ရှိနေတဲ့ဆိုတဲ့မာရွေးနဲ့အချက်လက်ကိုပြန်ပေးခဲ့တယ်ဆိုတော့တစ်ဖက်မှာလေရင်ကလမ်းကြောင်းပြောင်းပြီးအနောက်ဘက်ကိုပြန်ကွေ့သွားပြီးဒါပေမဲ့မြေပြင်မှာတော့လမ်းကြောင်းမှန်ပေါ်မှာပဲရှိတယ်လို့ထင်နေတော့ပေါ့အတိအကျပဲဒီကြားထဲမှာအချင်းဘလောက်တောင်ကွာသွားခဲ့လဲဆိုတော့၄နိုင်တီပါအဲ့ဒီမာရွေးနဲ့အချက်လက်ကြောင့်တရားဝင်အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ဖို့၄နိုင်ကြာနှုံနှင်းသွားခဲ့တယ်အဲ့ဒီအခြေအနေကတကယ့်ကိုအဖို့တန်တဲ့အခြေအနေပဲအသက်ကယ်ဖို့အရေးကြီးဆုံးအခြေအနေလေအလုံးဆုံးရှုံးသွားခဲ့ရတယ်ဒီထက်ပိုပြီးမယုံနိုင်စရာကောင်းတဲ့အဖြစ်တစ်ခုရှိသေးတယ်
မလေးရှားစစ်တပ်ရဲ့ရေရာကိစ္စ ဟုတ်ပါတယ်ဒါကဒီဖြစ်ရဲ့အကြီးမားဆုံး what if မေးခွန်းတွေကတစ်ခုပဲစစ်တပ်ရဲ့မူလရေရာ primary radar မှာ မီမတိလျင်တစင် ဟုတ်တယ်အမိမတိလင်းတစိမလေးရှားကျွန်းဆွယ်ကိုပြန်ဖြတ်ပြန်တန်းသွားတာကိုတနင်္လာနေ့ပါချီရခံမိခဲ့တယ်ဒါပေမဲ့ transporter ပိတ်ထားရဲ့အတွက်ဘယ်လီယင်လဲဆိုတာမသိဘူး ဆိုတော့သူတို့ဘာလုပ်ခဲ့လဲ ဘာမှမလုပ်ခဲ့ဘူးသူတို့ကဒါကိုမိတ်ဖက်လျင် friendly aircraft တစ်စင်းလို့မျိုးယူဆပြီးဂျားဖြတ်တိုက်ခိုက်ရေးချက်လျင်ဒီလွတ်တင်စစ်ဆေးတာမျိုးမလုပ်ခဲ့ဘူး တနာရီလုံးခြေရခံမိခဲ့တယ်ဒါပေမဲ့ဘာမှမလုပ်ခဲ့ဘူးလားဒါကတော်တော်ကိုနားလည်ရခဲ့တဲ့ချင်းတွေပဲ ဒါကစနစ်တစ်ခုလုံးရဲ့ဆက်သွယ်ရေးပြတ်ခွက်မှုကိုမိမောင်းထုတ်ပြလိုက်တာပဲစဉ်းစားကြည့်လေတနည်းမှာအရက်ပက်လေကြောင်းထင်းချိုးကြီးကအစစ်မြင့်ဘိုးအင်း997စင်းလုံးပျောက်သွားလို့ခေါင်းမိတောက်နေတယ် တနေရာမှာတော့စစ်ပတ်ရေတာကအမီမတိလျင်တစင်သူတို့လေပိုင်နဲ့ထက်ဖြက်ပြန်နေတာကိုမြင်နေရတယ် ဒါပေမဲ့အဲ့ဒီဌာနနှစ်ခုကအချိန်မီတရင်အချက်လက်မဖလှက်နိုင်ခဲ့ဘူးအဲ့ဒါကတကယ့်ကိုကပ်ပေးစင်အခွင့်အရေးဆုံးရှုံးမှုကြီးပဲ ဒီလိုကနအုပ်ရှုထွေးမှုတွေကြောင့်ပဲအစိုးရရဲ့တည်င်းထုတ်ပြန်ချက်တွေကလည်းရှေ့နောက်မညီဖြစ်ခဲ့ပြီးမိသားစုဝင်တွေရဲ့ယုံကြည်မှုကိုအကြီးအကျယ်ထိခိုက်စေခဲ့တာပေါ့ အသေးချပါပဲအစောပိုင်းမှာလီယင်ကတောင်တုတ်ပင်လယ်မှာပဲပျောက်သွားတယ်ဆိုပြီးအဲ့မှာပဲအင်းအားနဲ့ရှာကြတယ်နောက်မှစစ်ပတ်ရတာအချက်လက်တွေထွက်လာတော့ အနောက်ဘက်မလကရေးလိုက်ကြမှာလဲရှာရပြန်ရော ဟုတ်တယ်နေရာတစ်ခုမှာတပြိုင်နဲ့ရှာဖွေရေးလောက်ရတော့အင်အားတွေကပြန့်ကျဲပြီးအရာမထင်ခဲ့ဘူး အဲ့လိုလမ်းပြောင်းနေချိန်မှာပဲပြည်ရင်ကုမ္ပဏီတစ်ခုကနေအလဲအပြောင်းဖြစ်စေမဲ့တဲလုံးစတစ်ခုထွက်ပေါ်လာခဲ့တယ် Inmarsat Grow to ကိစ္စနော် ဟုတ်ပါတယ်ဒါကတကယ်ကို digital စုံတော့အလုပ်ပဲလေယာဉ်ပေါ်က grow to ဆက်သွယ်ရေးစတဲ့က transponder နဲ့ ACARS ပိတ်သွားပြီမဲ့ သူ့အလိုလိုဆက်သွယ်နေတော့ပဲ အေးတို့လိုတနားရီတခါ grow to ကိုကျွန်တော်ရှိနေသေးတယ်ဆိုတော့အချက်ပြောက်ကို ping or handshake ကိုအလိုအလျောက်ပို့နေခဲ့တယ် အဲ့ဒီအချက်ပြမှုတွေကို Inmarsat ကတွေ့ဟလာပေါ့ ဟုတ်တယ်လီရင်ပြောက်ပြီးနောက်9နာရီကျော်အထိလက်ခံရရှိခဲ့တာကိုရှာတွေ့ခဲ့တယ်ဆိုလိုတာကလီရင်ဟာနာရီပေါင်းများစွာဆက်ပြန်နေခဲ့တယ်ဆိုတာသိချသွားပြီ ကောင်းပြီဒီ handshake ဆိုတာတွေက GPS အချက်လက်တွေတော့မဟုတ်ဘူးမလားဒါဆိုရင်ဒီလောက်တင်းငယ်တဲ့အချက်ပြမှုလေးတွေနဲ့ဒီလောက်ကျေပြောတဲ့တမှုတရာအထဲမှာရှာဖွေ area ကိုဘယ်လိုလုပ်ပြီးတတ်မှတ်နိုင်ကြတာလဲ ဒါကတော့တကယ်ကိုထက်မြက်တဲ့တင်ချပညာပဲသူတို့ BTO ဆိုတာကိုတုံးခဲ့တယ်အလွယ်ပြောရရင်အဲ့ဒါက grow to ကနေလေရင်စီအချက်ပြမှုရောက်ပြီးပြန်လာတဲ့အချိန်ကိုတိုင်းတာတာ အဲ့ဒီအခြေကိုတိုင်းတာခြင်းအပြင်လေရင်ဟာ grow to နဲ့ဘယ်လောက်အခွာအဝေးမှာရှိလဲဆိုတာကိုသိနိုင်တာပေါ့ ဟမ်မမောဒါပေမဲ့အဲ့ဒီအခွာအဝေးကစက်ဝိုင်းပုံစံ area အကြီးထင်နေမှာလी ဟုတ်တယ်မြောက်ဘက်လားတောင်ဘက်လားဘယ်လိုခွဲရမလဲ အဲ့ဒီမှာဒုတိယနီလန် BFO ဝင်လာတယ်ဒါကတော့ Doppler effect ကိုတုံးတာလူနာတင်ကဥတော်တန်ကကိုစီလာနေရင်အတန်ပိုစူးပြီးထပ်သွားရင်အတန်ပိုအော်တော်လို့ပဲ အဲ့ဒီ frequency ပြောင်းလဲမှုကိုတိုင်းပြီးလေရင်ဟာဂျိုဟတ်တူဘက်ကိုဥတီနေလားဝေးရာကိုထွက်သွားနေလားဆိုတာကိုတွက်ထုတ်ကြတာပေါ့ ဟုတ်ပါတယ်အဲ့ဒီတဲလွန်စာနှစ်ခုကိုပေါင်းဆက်ပြီးလေရင်ဟာအိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကိုဥတီပြန်တန်းသွားခဲ့တယ်ဆိုတော့အေရာမမင်းကွေးကြီးနှစ်ခုကိုမြေပုံပေါ်မှာဆွဲနိုင်ခဲ့ကြတယ် ဒီလို digital ချေရခံဖို့အပေါ်မှာပဲအခြေခံပြီးမလေးရှားဝန်ကြီးချုပ်ကခီးစဉ်ဟာအိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာအဆုံးသတ်ခဲ့ကြောင်းတရားဝင်ကြေညာခဲ့တယ် အဲ့ဒီကြီးညာချက်ကမျောလင့်ချက်နဲ့စောင့်နေကြတဲ့မိသားစုတွေအတွက်တော့တကယ့်ကိုကြေကွဲစရာသတင်းစကားဖြစ်ခဲ့တာပေါ့ ပြီးတော့မှ Australia ဦးဆောင်တဲ့တမိုင်းတလျောက်အကြီးမားဆုံးပင်လယ်ရေရောက်ရှာဖွေရေးကိုစတင်ခဲ့တယ် ဟုတ်တယ်ကဘာအထီးကျန်ဆုံးဂျာတီဥဒုအကျန်းတန်းဆုံးနေရာတွေကတစ်ခုမှာပေါ့အစားပိုင်းမှာ black box ကာလဲတယ်လို့ထင်ရတဲ့ pinks တွေကြားခဲ့ပြီမဲ့နောက်ဆုံးမှာတော့အဲ့ဓာတွေကမိုင်းရင်းနဲ့ခြေရခံမှုတွေဖြစ်နေခဲ့တယ် ဒါမဲ့2015မှာ Africa Kamlon က Union ကျွန်းပေါ်မှာလေယာဉ်အပိုင်းအစားတစ်ခုကိုတွေ့ရတယ်နော် ဟုတ်ပါတယ် Flopperong လို့ခေါ်တဲ့လေယာဉ်တောင်မှန်ရဲ့အစိပ်ပိုင်းတစ်ခုပါအဲ့ဒီတွေ့ရှိမှုက theory တက်ဖြစ်နေသေးတဲ့အိန္ဒိယသမုဒ္ဒရာရဲ့ပြည့်ကျက်ခဲ့တယ်ဆိုတာကိုအခိုင်အမာသက်သေပြနိုင်ခဲ့တဲ့ပထမဆုံးရုပ်ပိုင်းဆိုင်ရာသက်သေပဲ အဲ့ဒီနောက်ပိုင်းအပိုင်းအစားတွေထပ်တွေ့တယ်မလား တွေ့ပါတယ်အာဖရိကကမ်းခြေတွေတီလောက်မှာလေယာဉ်အပိုင်းစားအခု30ကျော်ထပ်တွေ့ခဲ့တယ်ဒါပေမဲ့ပြဿနာကအဲ့ဓာတွေအားလုံးဟာပိမာကူထေနဲ့ black box တွေမဟုတ်သေးဘူး ဒီတော့ရုပ်ပိုင်းဆိုင်ရာတက်တေတွေကဒီလောက်ပဲဆိုတော့လူတွေကဖြစ်နိုင်ခြေ theory တွေဘက်ကိုအာရုံစိုက်လာကြတယ်အထူးက theory တွေကဘာတွေလဲ အဓိကအဖြစ်တော့3ခုပေါ့ပထမဆုံးနဲ့အငင်းပွားစရာအများဆုံးကလေယာဉ်မှုရဲ့တမင်တကာလုံဆောင်ချက် pilot intervention theory ပါ ဒါကိုထောက်ခံသူတွေကအစောကပြောခဲ့တဲ့ set ရဲ့ system တွေကိုကျွမ်းကျင်စွာပိတ်ပစ်ခဲ့လာရေဓာကိုရှောင်းကွင်းပြန်တန်းခဲ့လာတဲ့ကိုထောက်ပြကြတယ် ပြီးတော့လေ
Protein covering နဲ့ in-zone flight simulator ထဲမှာအိန္ဒိယတမှုလျာတောင်ပိုင်းကိုဦးတည်ပြန်တန်းထားတဲ့လမ်းကြောင်းတစ်ခုတွေ့ခဲ့တာကလေဒီ theory ကိုအားဖြည့်ပြီးသလိုဖြစ်ခဲ့တယ် ဒါပေမဲ့တစ်ဖက်မှာလည်းလေယာဉ်မှုနေအောင်လုံးရဲ့နောက်ကျောင်းကိုအသေးစိတ်စုံစမ်းခဲ့တာပဲ။ဘာကြောင့်လုပ်ခဲ့လဲဆိုတဲ့မေခွန်ကြီးကအဖြစ်မရှိပဲကြံနေခဲ့တယ် အတိအကျပဲသူတို့မှဒီလိုလိုရလို့တဲ့စိတ်ပိုင်းဆိုင်ရာငွေရေးကြေးရေးဘယ်လိုပြဿနာမျိုးမှမတွေ့ခဲ့ရဘူးဒါကြောင့်ဒုတိယ theory ကပေါ်ထွက်လာတာ ။ Hypoxia Ghost Flight Theory ဟုတ်တယ်ဆိုလိုတာကလင်းရင်မှာမီးလောင်မှုလိုမျိုးနီးပညာပိုင်းဆိုင်ရာပြဿနာတစ်ခုခုဖြစ်ပြီးလင်းရင်အတွင်းဖြစ်ရကြဆင်သွားတယ် ။ဒါကြောင့်လေယာဉ်ပေါ်ပါတဲ့သူအားလုံးအောက်ဆီဂျင်ပြတ်ပြီးသတိလစ်သွားတယ် ပြီးတော့လင်းရင်က autopilot နဲ့လောင်စာကုန်တဲ့အထိတူလန်းကြောင်းတက်ဆက်ပြန်သွားခဲ့တယ်ဆိုတာပဲ ။ဒီ theory ကဘာကြောင့်အရေးပေါ်အကူအညီတောင်းတန် distress ကိုမရှိခဲ့တာလဲဆိုတာကိုရှင်းပြနိုင်တယ် ဟုတ်တယ်ရှင်းပြနိုင်တယ်ဒါပေမဲ့သူကလည်းအစပိုင်းကတမင်တကာလောက်ခဲ့တဲ့လမ်းကြောင်းပြောင်းတာလေစနစ်တွေပိတ်တာတွေကိုကြတော့ပြန်မရှင်းပြနိုင်ဘူး ။ဒါကဒီပခိလီရဲ့အဓိက Vruda ပတ်တယ်ပဲ။အစပိုင်းကလောက်ရက်တွေကလူတစ်ယောက်ရဲ့ထိန်းချုပ်မှုကိုပြနေတယ်။နောက်ပိုင်းနိုင်ရှေးချပြန်တတ်မှုကတော့ဘထူးမှထိန်းချုပ်မနေတော့တဲ့ပုံစံဖြစ်နေတယ် အဲ့ဒီ theory နှစ်ခုကြားကကွာဟချက်ကိုဘယ်လို့မှပေါင်းကူဆက်ဆက်လို့မရခဲ့ဘူး ။ဒီလိုနဲ့ရှာဖွေရေးရဆိုင် theory တွေကလည်းအပြည့်မထွက်ဖြစ်နေချင်း2018မှာ Ocean Infinity ဆိုတဲ့ company ကမတွေ့ရင်ပိုက်ဆံမယူဘူးဆိုတဲ့မူနဲ့ဝင်ရှာခဲ့သေးတယ် ဟုတ်ကဲ့ဒါပေမဲ့အရာမထင်ခဲ့ဘူးအခုကျတော့သူတို့ကရှာဖွေရေးကိုပြန်ဆဖို့ပြင်ဆင်နေပြီ ။ဘာတွေပြောင်းလဲတော့လို့လဲ အဓိကအဖြစ်အချက်နှစ်ချက်ကြောင့်ပါတစ်ချက်ကသူတို့ရဲ့ရေအောက်မောင်းတူမဲ့ရန် AUV နည်းပညာတွေကအရင်ကထက်အများကြီးပိုဆင့်မြတ်လာတယ် ။ဒုတိယအချက်ကပို့အရေးကြီးတယ်လို့ဆိုတယ် ဟုတ်ပါတယ်ရှာဖွေရေး area ကိုအရင်ကထက်အများကြီးပိုတိတိကျကျသတ်မှတ်နိုင်စေမဲ့လိလမှုအတစ်ထွက်ပေါ်လာလို့ပဲ ။အဲ့ဒီထမှာ Richard Godfrey ဆိုတဲ့လေယာဉ် engineer တယောက်ရဲ့ WSPR နည်းပညာဆိုတာကတော်တော်လေးကိုထူးခြားတယ်နော် WSPR Weak Signal Propagation Reporter ဆိုတာကတစ်ပန်စီကူရင်ဇလန်တွေကနီးပညာလိုပဲသူ့ရဲ့မူလရွေချက်ကကဘာတဝန်းကအပျော်တန်းရေဒီယိုထမားတယ် ။ခဏလေအပျော်တမ်းရေဒီယိုတမားလီရဲ့ database ကပြောင်းနေတဲ့လေယာဉ်တစ်စင်းရဲ့လမ်းကြောင်းကိုဘယ်လိုလုပ်ပြီးတည်နိုင်မှာလဲ ဒီလိုရှင်းပြမယ်အဲ့ဒီရေဒီယိုအချက်ပြောင်မှုတွေကိုကဘာကြီးကိုဖုံးလွှမ်းထားတဲ့အရာမှပင့်ကိုအင်ကြီးတစ်ခုလိုမြင်အောင်ကြည့်လိုက် ။အင်း ဘိုအင်း999လို့တက်တူကိုထေကြီးတစ်ခုကအဲ့ဒီပင်ကိုအိမ်အမြန်တွေကြားကဖြစ်သွားတဲ့အခါမှာအမြန်လေးတွေတုန်ခါသွားသလိုပဲရေဒီယိုလိုင်းတွေမှာတင်းငယ်တဲ့အနောက်ရှက်လေးတွေဖြစ်ပေါ်စေတယ် Godfrey ကအဲ့ဒီအနောက်ရှက်လေးတွေကိုပြန်ရှာပြီး MH370 ရဲ့ digital chair ကိုနောက်ကျောင်းပြန်လိုက်နိုင်ခဲ့တာပေါ့ အတိအကျပဲသူ့ရဲ့တွေ့ရှိချက်က MSET data ထက်ပိုပြီးအသေးစိတ်ကျတဲ့ဇလန်တစ်ပုဒ်ကိုပြောပြနိုင်ခဲ့တယ် ဘယ်လိုမျိုးလဲ MSET data ရလေရင်ကတောင်ဘက်ကိုဖြောင်းဖြောင်းပဲပြန်သွားတယ်လို့ယူဆခဲ့ကြတယ်ဒါမဲ့ Godfrey ရဲ့ WSPR လမ်းကြောင်းအရလေရင်ဟာဖြောင်းဖြောင်းမသွားဘူး အကွေကောက်တီအရှိန်အပြောင်းလဲတွေလုပ်ခဲ့တယ်ပေါ့ ဟုတ်တယ်လေကြောင်းလမ်းတွေကိုရှောင်ဖို့ပေါ့နောက်ဆုံးမှာတော့လောင်စာမကုန်းခင် figure 8ပုံစံဝဲပြန်ခဲ့ဝယ်ရှိတယ်လို့တောင်သူကယူဆတယ် ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပဲဘာလို့လဲဆိုတော့လေရင်ကကွေ white နေတယ်ဆိုရင်အဲ့ဒါ ghost flight မထင်နိုင်တော့ဘူးတဆုံတယောက်ကထိန်းချုပ်နေတော့ပဲဆိုတဲ့သဘောပဲ အမှန်ပဲဒါကအစောကပြောခဲ့တဲ့ theory နှစ်ခုကြားကကွာဟချက်ကိုပေါင်းကူးပေးလိုက်တယ်လို့ပဲဒါကြောင့်လေ Ocean Infinity ကအခုတစ်ခေါက်ရှာဖွေရေးမှာ Godfrey ရဲ့ data ကိုအတိအကထားပြီးရှာဖွေတော့မှာ အောင်မြင်နိုင်ချေကအရင်ကတည်းကပုံမြင့်လာပြီလို့သူတို့ယုံကြည်နေကြတာပေါ့ နေပြီလို့သိရပါတယ် ကဲဒီတော့အားလုံးကိုပြန်ချုံကြည့်လိုက်ရင်ဆက်စုနှစ်တစ်ခုကြော်ကြာကြိုးဝဲမှုတဲ့အပြီးမှာကျွန်တော်တို့ဟာအဖြေရဲ့တကားဝါကိုအရင်ကတည်းကပိုးပြီးချင့်ကလာနိုင်ခဲ့ပြီလို့ဆိုနိုင်မလား ဆိုနိုင်ပါတယ်အပြည့်အစည်းအပိုင်းအားစားတွေကလေရင်ရဲ့ကြမာစုကိုအတီးပြူပေးခဲ့တယ် Immersive data ကဘယ်သမှုတရားထဲမှာလဲဆိုတာကိုလမ်းညွှန်ပေးခဲ့တယ် အခု WSPR လို့ဤပညာသစ်တွေကအဲ့ဒီသမှုတရားတွေကဘယ်နေရာမှာလဲဆိုတာကိုလက်ညှိုးထိုးပြနေပြီ ဟုတ်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ဒီပဟေလီရဲ့နောက်ွယ်မှာအဖြေကိုစောင့်မျှော်နေဆဲဖြစ်တဲ့မိသားစု239စုရဲ့နာကျင်မှုတွေကဒီနေ့အထိလက်လက်ဆက်ဆက်ရှိနေတော့မယ်ဆိုတာကိုမမေ့ဖို့ပါပဲ နောက်ဆုံးအနေနဲ့နည်းနည်းတွေးစရာချက်တခုခြံထားခဲ့ချင်ပါတယ်ဒီရှာဖွေရဲ့အသစ်ဟာအစမြင့်ပင်လေရေရောက်ဆေးရောက်ဤပညာနဲ့ WSPR လိုမျိုး မူလကလေရင်ချေရောက်ခံဖို့လုံးဝမရည်ရွယ်ခဲ့တဲ့နီလန်တတီကိုပေါင်းဆက်ချတယ် ဟုတ်တယ်
အကယ်၍သာဒီရှာဖွေရေးအောင်မြင်ခဲ့မယ်ဆိုရင်ဒါဟာ MHD70 ရဲ့ဖေဟယ်လီကိုဖြည့်ရှင်းနိုင်ရုံတင်မကပဲကျွန်တော်တို့ရဲ့ဒီလိုချိတ်ဆက်နေတဲ့ကဘာကြီးမှာပျောက်ဆုံးမှုတွေကိုစုံစမ်းစစ်ဆေးတဲ့ပုံစံကိုပါတော်လန်ပြောင်းလဲသွားစေနိုင်ပါတယ် ဒါကကျွန်တော်တို့ကိုမေးခွန်းတစ်ခုမေးစေပါတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာနေ့စဉ်နဲ့အမျက်ထုတ်လွှတ်နေတဲ့ data line တွေအချက်ပြမှုတွေကြားထဲမှာသူတို့ရဲ့ဇလန်းတွေကိုပြောပြဖို့အသင့်ရှိနေတဲ့တခြားမမြင်နိုင်တဲ့ digital ခြေရာတွေဘယ်လောက်များများရှိနေနိုင်အောင်မလဲ